阿喽，明个啦吧？大的那内得嘛，你家公多，用几多度阿隆皮西，就那度大的那表多度，下马度阿隆皮西，比如嘛，西家公多，用几多度阿隆皮西，比爸嘛，西家多，你谈家多，用几多度阿隆皮西。ဒီကနေ့ဒီအချိန်ဖယားတခင်ရဲ့ကြီးစိုးတော်အဖြစ်နှစ်ပေါင်း2023ခုနှစ်ကိုနှစ်သက်ပွင့်လာပြီးတော့ဒီချိန်အခါကိုဖယားတခင်ရဲ့ကြီးစိုးတော်အဖြစ်ကျမ်းမာနဲ့ခံစားနိုင်တဲ့ခွင့်ကိုပြီးထားတဲ့အတွက်ကြောင့်အဖဖယားတခင်အပေါ်ကြီးစိုးတင်ပါတယ်ချီးမွမ်းပါတယ်ဒီကနေ့ဝင်ကလေးတရားအနေနဲ့ကျွန်တော်တို့အားလုံးအတူတကွယုံကြည်တော်သူအပေါင်းခွန်အားရရှိဖို့ရာအတွက်စာလံနံပါတ်34အငယ်စိကနေအားလုံးတွေ့လို့ရှိရင်အတူတကွဖတ်ကြရအောင်ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမှီးဆန်း၍တည်မှတ်ကြလော့ကိုရောကိုခုလုံတော်သူသည်မင်္ဂလာရှိ၏ကိုရောကိုခုလုံတော်သူသည်မင်္ဂလာရှိ၏ဖတ်ခဲ့ရတော့ဖယားတခင်ရဲ့နှုတ်ကပတ်တော်အပေါ်ဖယားတခင်ရဲ့အကောင်းကြီးမင်္ဂလာတက်ရောက်ပါစေအာမင်ဒီကနေ့မှာကျွန်တော်တို့အားလုံးယုံကြည်တော်သူများကျွန်တော်တို့ဆွေးနွေးဖို့ရာအတွက်ဒီကနေ့ဖယားတခင်ရဲ့ဖိတ်ခေါ်ထားတဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့ခွန်အားရရှိဖို့ရာအတွက်ဒီကနေ့နှစ်ပေါင်း2023ခုနှစ်မှာပွင့်လာတဲ့နှစ်သက်ကူမှာကျွန်တော်တို့တစ်နှစ်လုံးအတက်တာနဲ့အားလုံးခြေလှမ်းဖို့ရန်ခရစ်တော်ရဲ့နာမတော်အပြင်ရှိဥစွာအားလုံးကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ပြီးခဲ့တဲ့နှစ်2022ခုနှစ်ကိုကျွေသွားပြီးပြီကျွေသွားတဲ့အချိန်တွင်လည်းကျွန်တော်တို့အားလုံးယုံကြည်တော်သူများကျွန်တော်တို့ကစဉ်းစားဖို့ရန်အတွက်လွန်ခဲ့ပြီးတော့ကျွေခဲ့တော့2020ခုနှစ်မှာကျွန်တော်တို့ကောင်းတဲ့အရာကိုလုပ်တဲ့အချိန်လည်းရှိမယ်မကောင်းတဲ့အရာကိုလုပ်မိတဲ့အချိန်လည်းရှိမယ်ဖယားတခင်ရဲ့မနှစ်သက်သောအရာကိုလုပ်မိတဲ့အချိန်လည်းရှိမယ်ကျွန်တော်တို့သူများကိုမုန်းတီးပြီးတော့သူများမကောင်းတဲ့အကြောင်းကိုကျွန်တော်တို့ပြောတာဆိုတာမှားမိတာတွေမြောက်များစွာရှိကောင်းရှိပြီလိမ့်မယ်တိုးတော်လည်းပဲနှစ်ဟောင်းကအားလုံးပါသွားပြီးတော့ကျွေပါရစီကျွန်တော်တို့ရဲ့အပြစ်ကိုလည်းဖယားတခင်ကခွင့်လွှတ်ဖို့ရအတွက်ကျွန်တော်တို့လည်းဝန်ချပြီးတော့ကျွန်တော်တို့ကတောင်းပန်ဖို့ကျွန်တော်တို့ကဆုတောင်းဖို့ကျွန်တော်တို့ကလိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းကျွန်တော်တို့သိရှိသဘောပေါက်နားလည်ဖို့ရကျွန်တော်ဝင်ခလိုခြင်းဖြစ်ပါတယ်ချစ်တော်တပတ်မိတ်ဆွေငယ်ကိုပေါင်းတို့ဒီကနေ့အားလုံးရှင်းစားရမယ့်အကြောင်းခေါင်းစဉ်အနေနဲ့ကျွန်တော်အားလုံးရှင်းစားဖို့ရအတွက်ဖယားကဘယ်လောက်ကောင်းမြတ်တယ်လဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့အားလုံးဆွေးနွေးပြီးတော့ကျွန်တော်တို့ဒီကနေ့2023ခုနှစ်မှာတစ်နှစ်လုံးကျွန်တော်တို့ခြေလှမ်းမဲ့နေရာတွင်ကျွန်တော်တို့ဖယားတခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ရအတွက်ကျွန်တော်တို့ဘဝမှာအရေးကြီးဆုံးသောအရာဒီကျွန်တော်တို့ဖယားတခင်ရဲ့အလိုတော်ကဲ့သို့တွာလာလှုပ်ရှားပြီးတော့နေထိုင်ဖို့ရဖယားတခင်ရဲ့အလိုတော်လည်းဖြစ်ပါတယ်ကျွန်တော်တို့ပြပဝန်းကျင်ကျွန်တော်တို့မိတ်ဆွေဆွေမျိုးတငယ်ချင်းအပေါင်းတို့ရဲ့အလိုအဆုံးသောအရာလည်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းတိပိတာဖြစ်ခဲ့တော်ထပ်စစ်ပြီးတော့နှစ်သက်ကူးတယ်လို့ကျွန်တော်တို့လည်းအတက်တာကိုခွန်အားရရှိဖို့ရအတွက်ကျွန်တော်တို့လည်းအားလုံးပြင်ဆင်ထားကြပါစို့ဆိုပြီးခရစ်တော်ရဲ့နာမတော်အားဖြင့်အားလုံးဖိတ်ခေါ်လိုက်ပါတယ်ဟာလေလုယာအာမင်သာသနာနဲ့တက်မာနေကြကုန်တော်ဓမ္မမစ်ဆွေငယ်ကိုပေါင်းတို့
သာသနာပြုတော်သူကျွန်တော်တို့ဆရာဆရာမတို့အားလုံးဖြစ်စေကျွန်တော်တို့ကဖယားကောင်းမြတ်တဲ့အကြောင်းကိုကျွန်တော်တို့အဓိကအဖြစ်ကျွန်တော်တို့သာသနာပြုတော်သူကျွန်တော်တို့ဆရာဆရာမတို့ကအဓိကကျွန်တော်တို့ဝန်ပူးဝတ်ထုတ်ရှိပါတယ်ဆိုတာကျွန်တော်တို့သိရှိထားဖို့ရာအင်မတန်မှအရေးကြီးပါတယ်တိုက်တွန်းလို့ချင်ပါတယ်ခွန်အားလဲပြီးချင်ပါတယ်ဘာလို့လဲအတင်းတော်ကနေဖယားနိုင်ငံကိုကျေပြန့်ဖို့ရန်အတွက်ဖယားနိုင်ငံတော်ဖြစ်ဖို့ရန်အတွက်သာသနာနဲ့တက်မှာကျွန်တော်တို့ကိုငွေမြုပ်များစွာအကုန်ကြက်ခါပြီးတော့ရှီလွှတ်ပြီးတော့ကျွန်တော်တို့ဖယားတခင်ရဲ့နိုင်ငံဖြစ်ဖို့ရန်အတွက်ဒုတိယအနေနဲ့သူတို့ကျမ်းနာခြင်းအဖြစ်ယုံကြည်လာရမှာဖြစ်ပါတယ်ထူယုံကြည်ခြင်းအဖြစ်ကယ်တင်ခြင်းတရားကိုရရှိလာရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့သာသနာပြုတော်သူဆရာဆရာမတို့ကကျွန်တော်တို့ဝန်ပူးဝန်ထုတ်ကိုကျွန်တော်တို့ဘာဝန်ကိုထားရတယ်လေကျွန်တော်မှာဘာလိုအပ်မှုရှိတယ်လဲဆိုတာမိမိကိုယ်စားစစ်ပြီးတော့သိရှိသဘောပေါက်ဖို့အင်မတန်မှအရေးကြီးပါတယ်ခရစ်တော်ရဲ့နာမတော်အဖြစ်လေကျွန်တော်ပို့ပြီးတော့သိရှိဖို့ရအတွက်ပို့ပြီးတော့ကြိုးစားဖို့ရအတွက်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့ဖယားတခင်ကဘယ်လောက်ကောင်းမြတ်တယ်လဲဆိုတာကျွန်တော်တို့ဝေခါရမယ်ဖြစ်တဲ့အတွက်ကြောင့်တခြားသောဘာသာများသည်ဖယားဆိုတာကောင်းမြတ်တဲ့အရာတွေလှုပ်ဆောင်သောဖယားများဖြစ်ခဲ့ကြပါတယ်ဒီကမ္ဘာလောကထဲမှာဖယားပေါင်းမြောက်များစွာရှိခဲ့ပါတယ်ဆိုတာကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတယ်စာလနံပါတ်82အငယ်1မှာကျွန်တော်တို့တွေ့ရတယ်တုတ်တော်လည်းပဲဖယားကသူ့ဘက်ပိုင်းမှာဘာဒီကိုကျွန်တော်တို့လူသားများအတွက်ဘာကိုလုပ်ပြရမှာလဲဖယားကလည်းလုပ်ပြရမယ့်အရာပဲဒီကျွန်တော်တို့လူသားများယုံကြည်တော်သူများအတွက်ကျွန်တော်တို့လိုအပ်တော်အရာကိုသူ့မှာဖယားမှာလည်းတာဝန်ရှိပါတယ်တာဝန်ရှိတဲ့အတွက်ကြောင့်ကဘာဦးကျန်းကနေကြည့်မယ်ဆိုရင်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးတော့ဒီစัจ java လာကြီးကိုလည်းဖန်ဆင်းပြီးတော့ကျွန်တော်တို့လူသားများနေထိုင်ဖို့ရအတွက်ဖန်ဆင်းထားခြင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီကဘာလောကကြီးကိုလည်းအလဟတာဖန်ဆင်းထားတာမဟုတ်ပါဘူးဖယားတခင်ရဲ့ဘုန်းတော်ကိုထင်ရှားရှိပြီးတော့သူ့ရဲ့လက်ရတော်ဖြစ်တော်ဤကဘာလောကကြီးဒီတာယာလှပစီမှုရအတွက်ဤမတမနေဆရာကောင်းတော်ကောင်းကင်နိုင်ငံတော်ကဲ့သို့ဤကဘာမြေကြီးလေကျွန်တော်တို့ဖြစ်ဖို့ရအတွက်ဖယားတခင်ရဲ့အလိုတော်ဖြစ်ပါတယ်ဒါကြောင့်ဖယားတခင်ကသူ့ရဲ့တာယေရှုကိုဤကဘာမြေကြီးမှာလွှတ်ထားခြင်းဖြစ်ပါတယ်ဒါကြောင့်ဖယားကဘယ်လောက်ကောင်းမြတ်တယ်လဲဆိုတာကျွန်တော်တို့သိရှိဖို့ရအတွက်ကျွန်တော်တို့လူသားများအတွက်သူကလည်းလှုပ်ဆောင်ရမယ့်အရာတွေကိုကျွန်တော်တို့လှုပ်ဆောင်ပြရတဲ့အရာကိုဥပမာကျွန်တော်တို့နားလေသဘောပေါက်ဖို့ရန်တရကအနေနဲ့ကျွန်တော်ပြောပါရစီဝင်ခါရပါရစီကဲတနှစ်မှာ12လရာသီရှိတယ်12လရှိတယ်12လအထဲမှာ4လတစ်ကြိမ်ရာသီဥတုကကျွန်တော်တို့လူသားများအတွက်ယုံကြည်တော်သူများအတွက်ဖြစ်စေမယုံကြည်တော်သူများအတွက်လည်းဖြစ်စေဖယားတခင်ကသူ့ရဲ့လက်ရတော်အဖြစ်ဖန်ဆင်းထားတော်သူ့ရဲ့ဘုန်းတကူတော်အဖြစ်ဖန်ဆင်းထားတော်အရာထဲမှာကျွန်တော်တို့နေမင်းကြီးရဲ့အောက်မှာယုံကြည်တော်သူဖြစ်စီမယုံကြည်တော်သူဖြစ်စီသူတို့ဖယားတခင်ရဲ့ကြီးကျူးတော်ကိုလည်းသူတို့လည်းခံစားရတယ်မယုံကြည်ခဲ့တော်လေဘာကြောင့်လဲဖယားတခင်ဒီကရုဏာမဟာမေတ္တာတော်နဲ့ပြည့်စုံသောဖယားဖြစ်တဲ့အတွက်ကြောင့်ဘယ်သူကိုမှချလှမထားပါဘူးဘယ်သူကိုမှမပယ်ထားပါဘူးကဘာပေါ်မှာနေထိုင်ခဲ့သမျှတော့လူသားအလုံးကဘာသူကဘာသားအတွက်နေမင်းကြီးကိုလည်းအတူတူကျွန်တော်တို့ခံစားစီရတယ်မိုးရာတီရောက်လာရင်လည်းမိုးရာတီကိုလည်းကျွန်တော်တို့စားစရာတောက်စရာစိတ်ပြောဖို့ရအတွက်ကျွန်တော်တို့အတွက်ဖန်ဆင်းထားခြင်းဖြစ်ပါတယ်ဒါပြီးတော့ဆောင်းရာတီမှာသူ့ချိန်သူ့ကာလမှာ
စိတ်မဲ့အတိအပွင့်နေရှိတယ်ကျွန်တော်တို့လူသားများစားเสียအတွက်ဒီဥတုသုံးပါးကိုလည်းဖယားတခင်ကဒီစัจ java ဝလကြီးကိုအတော့ပြုထားပြီးတော့သူဖန်ဆင်းထားခြင်းဖြစ်တဲ့အကြောင်းကိုကောမွန်စွာသိရှိသဘောပေါက်နားလည်ဖို့ရန်ကျွန်တော်တို့တာရဏပြုတော်သူကျွန်တော်တို့ဆရာဆရာမတို့ကမိမိတို့ရဲ့အတင်းတို့တင်သားလေးများကိုနားလေသဘောပေါက်အောင်ကျွန်တော်တို့ကဝင်ခတ်တတ်ဖို့ညာအရေးကြီးပါတယ်။ဘာလို့လဲဆိုရင်တခြားသောဘာသာများဒီပြောင်းလဲခြင်းနေရာမှာ evolution ခေါ်တဲ့ပြောင်းလဲခြင်းနေရာမှာကိုအခြေခံထားတော့ကျွန်တော်တို့မြန်မာပြည်မှာယုံကြည်သောသူတို့နဲ့ဒီရှိခဲ့လို့သူ့တဘာဝအလျှောက်မဖြစ်လာနိုင်တဲ့အကြောင်းကိုကျွန်တော်တို့ကလည်းဝင်ခတ်တတ်ဖို့ရန်ရေးကြည့်ပါတယ်။ကဲဥပမာတရကအနေနဲ့ကျွန်တော်ပြောပါရစေ။ကျွန်တော်အခုတရားဟောတော်သူအနေနဲ့ကျွန်တော်လည်းကျွန်တော်အင်ရှိမှာပတ်ဇေရောကတစီလာအလှလေးကိုကောင်းကင်ဘော်ကနေဘုံကနေဆူပြီးကျွန်တော်အင်ရှိမှာကြက်လာခြင်းလေ။ဒါကျွန်တော်မိမိရဲ့အလိုဆန္ဒဖြစ်ပါတယ်။ဒါဖြစ်နိုင်တယ်လားမဖြစ်နိုင်ဘူးလားဆိုတာချစ်တော်တပါးမဆွေညီကိုပေါင်းတို့တာတနာနဲ့တက်မှာနေကုန်ကြတော်ယုံကြည်တော်သူများတိရှိသဘောပေါက်ဖို့ရန်ကျွန်တော်တရကအနေနဲ့ဟောပြောရခြင်းဖြစ်ပါတယ်ဘယ်တော့မှကျွန်တော်ဆုတောင်းလို့ရှိရင်လေအခုဟောပြောတော်သူအနေနဲ့ကျွန်တော်အရှိမှာအိုးဖဖရာသခင်ကားတရှိလှလှလေးလို့ချင်းနဲ့ကျွန်တော်အရှိမှာစัจ java ဝလကြီးမှာတည်ထွင်ပြီးသားကားတရှိကိုဘုံကနေချပြီးပါဆိုပြီးကျွန်တော်ဆုတောင်းလိုက်မယ်တလတောင်းပါစီလီလာတောင်းပါစီတနှစ်တောင်းပါစီ9နှစ်တောင်းပါစီဘယ်တော့မှဖန်တီးပြီးသားကိုကျွန်တော်တို့အင်ရှိမှာဘုံကနေဆိုပြီးကြက်လာမှာမဟုတ်ပါဘူးဒါကြောင့်ပြောင်းလဲခြင်းနေရာမှာ evolution ယုံကြည်တော်သူကဤကမ္ဘာလောကကြီးကိုသူ့တဘာဝအလျှောက်ဖြစ်လာတယ်ဆိုတဲ့အကြောင်းကိုသိရှိသဘောပေါက်ဖို့ရန်အတွက်ကျွန်တော်ဝင်ခါခြင်းဖြစ်ပါတယ်ဒါဟာမဖြစ်နိုင်တဲ့အရာဒါစိတ်ကူးရင်လို့ခေါ်ရမှာပေါ့ဒါပုံပင်လို့ခေါ်ရမှာပေါ့ပုံပင်အလိုနဲ့ပြောရမယ်ဆိုတော့ပုံပင်လိုပြောလို့တော့ရတာပေါ့ဒါယုံကြည်ထိုက်တဲ့အရာတွေမဟုတ်ဘူးမဖြစ်နိုင်တဲ့အရာတွေဤကဲ့သို့သောယုံကြည်တော်သူကျွန်တော်တို့မြန်မာပြည်ထဲမှာတခြားသောဘာသာလူနဲ့ဒီရှိခဲ့ပါတယ်ဖယားရဲ့ကောင်းမြတ်တဲ့အကြောင်းကိုသူတို့ခံယူတာသူတို့ရဲ့ယုံကြည်ချက်သူတို့ရဲ့ဆွေးလန်းချက်ကိုမှားတဲ့အကြောင်းကိုသိရှိမှုရအတွေ့ကျွန်တော်တို့သာသနာပြုတော်သူကျွန်တော်တို့ဆရာဆရာမတို့ကျွန်တော်တို့မှာဝန်တာရှိပါတယ်အဲ့ဒီအကြောင်းကိုကောင်းမွန်စွာသိရှိသဘောပေါက်လို့ရှိရင်ပြီးခဲ့တော့သူတို့ရဲ့ယုံကြည်ချက်ငယ်ရွယ်စဉ်ကနေဆွဲလာခဲ့တော့သူတို့ရဲ့အတွေ့အကြုံထဲမှာပါလာခဲ့တော့သူတို့ရဲ့ယုံကြည်ချက်ကိုပြောင်းလဲလို့ရတယ်ဘုရားသခင်အတွက်ခက်ခဲတဲ့အရာမရှိပါဘူးသူတို့နှလုံးသားကိုဘုရားရဲ့သခင်ရဲ့တန်ဆင်းသောဝိညာဉ်တော်အပြင်သူ့ရဲ့ကောင်းကင်တမန်တော်ကိုအသုံးပြုပြီးတော့သူတို့စိတ်နှလုံးကိုပြောင်းလဲထားမှာဖြစ်ပါတယ်ပြောင်းလဲလာပါလိမ့်မယ်ဒါကြောင့်ကျွန်တော်လည်းသာသနာပြုတော်သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေထဲမှာလေရွာပေါင်းမြောက်များစွာပြောင်းလဲပြီးတော့ငကူကဆွဲလန်းခဲ့တော့သူတို့ရဲ့ယုံကြည်ချက်သူတို့ရဲ့ကိုးကွယ်တော်ဖရာဒီကိုးကွယ်ထိုက်တော်ဖရာမဟုတ်ဘူးသာဝရအတက်ကိုပြီးနိုင်တော်သူဖရာမဟုတ်ဘူးကျွန်တော်တို့ရဲ့နောင်တမလုံးဘဝကိုကယ်တင်နိုင်တော်သူဖရာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကောင်းမွန်စွာသိရှိသဘောပေါက်နားလည်လာတဲ့အခါမှာကျွန်တော်တို့ခရိယာများမှာဝင်လာခဲ့ကြပြီးတော့ဖယားရဲ့ကောင်းမြတ်တဲ့အကြောင်းကိုသိရှိသဘောပေါက်လာပြီးတော့ယုံကြည်တော်သူလူတက်များမြောက်များစွာတိုးပွားလာခဲ့ပါတယ်ဒါဖယားရဲ့ကြီးစုတော်ကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဟောပြောတတ်လို့ကျွန်တော်တို့ကစကားမှတ်ပြီးတော့ကျွန်တော်တို့ကကောင်းမွန်စွာဟောပြောတတ်လို့မဟုတ်ပါဘူးဖယားသခင်ရဲ့ကြီးစုတော်ဖြစ်တယ်
ဒါကြောင့်ကျွန်တော်တို့သာသနာပြုတော်သူဆရာဆရာမတို့အဓိကအဖြစ်ကျွန်တော်တို့နှစ်ကိုမှကျွန်တော်တို့မနှစ်ကထဲဒီနှစ်ကိုပူပြီးယုံကြည်တော်သူလူတက်မြတ်ကိုတူးပွားလာရှိမှုရန်အတွက်ဘုရားသခင်ကအလိုတော်ရှိတယ်ဆိုတာကျွန်တော်တို့နှလုံးသားထဲမှာအမြဲတမ်းထားရမှာဖြစ်ပါတယ်ဒီအရာမြတ်ကိုရရှိဖို့ရန်အတွက်ကျွန်တော်တို့အကောင်းဆုံးတော်လက်နဲ့ဒီဘာလဲအကောင်းဆုံးတော်လက်နဲ့ဒီဆူတောင်းခြင်းဖြစ်ပါတယ်ဆူတောင်းခြင်းကိုစာငတ်ပူလဲလိုပါတယ်ဆူတောင်းခြင်းကိုစာငတ်လို့ရှိရင်ဆုမတောင်းပဲနေနိုင်မှာမဟုတ်ပါဘူးချစ်တော်တပါးမိတ်ဆွေတွေကိုပေါင်းတို့ကျွန်တော်တို့တာသနာပြုတော်သူဆရာဆရာမတို့ကိုလည်းမပေါ့ရော့ဘူးရအတွက်ဆုတောင်းခြင်းမှာစာငတ်ဖွတ်ထင်ဖို့လိုတယ်ကျွန်တော်တို့အဲ့လိုတာဆုတောင်းလို့ရှိရင်အိုးဖဖရတခင်ဒီ2023ခုနှစ်မှာယုံကြည်တော်သူလူတဲ့တရားပြီးပါဆိုပြီးကျွန်တော်တို့တောင်းလို့ရတယ်တောင်းလို့ရှိရင်ပြီးမှာကျွန်တော်တို့ကျမ်းစာထဲမှာတောင်းတော်သူဒီပြီးပါလိမ့်မည်ဆိုတဲ့ဘုရားသခင်ရဲ့ဂရုတော်ကိုကျွန်တော်တို့ကယုံကြည်ပြီးတော့ကျွန်တော်တို့ကဆုတောင်းလို့ရှိရင်ဘုရားသခင်ကလည်းအဲ့ဒီအဖြေကိုကျွန်တော်တို့ခေါ်တန်ကိုကြားတီးပြီးတော့နားညောင်းပြီးတော့ဘုရားကပြီးထားပါလိမ့်မယ်ဒါတရားမရှိပါနဲ့ချစ်တော်တပါးမိတ်ဆွေကိုပေါင်းတို့ဒါကြောင့်ဒီဂရိကျွန်တော်တို့2023ခုနှစ်မှာဘုရားသခင်ရဲ့နိုင်ငံတော်ကိုကျဲပြန့်လာမှာဖြစ်ပါတယ်တူလဲတူးပွားလာမှာဖြစ်ပါတယ်အကောင်းဆုံးသောအချိန်လေးဖြစ်မယ်လို့ကျွန်တော်သာသနာအခုဝင်ခါတော်သူအနေနဲ့ကျွန်တော်ယုံကြည်ပါတယ်အခုကျွန်တော်တို့မြန်မာပြည်ကြီးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အဆိုးနဲ့ပြောတာမဟုတ်ပါဘူးမြန်မာပြည်ကြီးဟာဘာအခြေအနေရောက်တာလဲကျွန်တော်တို့မြန်မာပြည်ကြီးဟာကျွန်တော်တို့ဘယ်အခြေအနေမှာယက်တည်နေတာလဲဆိုတာကျွန်တော်တို့လူသားကလေးကစာအားလုံးတိထားခဲ့သောအရာဖြစ်ပါတယ်အရှင်းနဲ့အနောက်တောင်မြုပ်ကိုကျွန်တော်တို့ကြားရသောသတင်းတွေဘာသတင်းလဲတိုက်ကြခိုက်ကြတတ်ကြဖြစ်ကြဆိုတဲ့သတင်းကိုကြားရတယ်ဒီအကြောင်းအရာတွေဟာဘယ်ကနေပေါ်လာတယ်လဲဒါစာတန်မောင်မိုက်သားရဲ့အဖွင့်သားများကနေပေါ်လာတဲ့အရာတွေဖြစ်ပါတယ်ဒါကိုတိရှိတဘောပေါက်နားလည်ဖို့ရန်တာသနာနေတဲ့မှာနေကုန်ကြတော့ဓမ္မမစ္ဆွေကိုပေါင်းတို့ကျွန်တော်အထူးသဖြင့်တိပိတာဖြစ်ခဲ့တော်လေထပ်ရှင်းပြီးတော့ကျွန်တော်ဝင်ခလို့ချင်းဖြစ်ပါတယ်ဒီအရာမြတ်ကိုငဲရှိဖို့ရအတွက်ကျွန်တော်တို့တာသနာပြုတော်သူဆရာဆရာမတို့ကတာဝန်ရှိတယ်ယူကြည်တော်သူတာသနာတဲ့မှာနေကြတော့ကျွန်တော်တို့ရဲ့အတင်းတော်တင်းသားများလည်းတိရှိတဘောပေါက်နားလေလို့ရှိရင်သူလည်းဆူတောင်းလာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်ကြီးကို2023ခုနှစ်မှာပြုံးလဲနိုင်တယ်ဘုရားသခင်ရဲ့ဘုန်းတော်အဖြစ်လက်တော်အဖြစ်ဘာကြောင့်အဲ့လိုကျွန်တော်ဝင်ခရတာလဲကျွန်တော်ဘာကြောင့်အဲ့လိုပြောရတာလဲဆိုတာကျွန်တော်တမန်ကျမ်းစာကိုကျွန်တော်ယူပြီးတော့ကျွန်တော်အနည်းငယ်ဝင်ခချင်ပါတယ်တချိန်တစ်ခါတုန်းကဒေယီလရဲ့တက်တာထဲမှာအလုံးသာသနာပြုတော်သူဆရာဆရာမတို့ကတော့အလုံးတိပိတာအရာတော့ဖြစ်မှာပါဒေယီလလေရှင်ဘရင်ရဲ့အမိတ်ကြောင့်ရှင်တစ်တွင်မှာကြက်ခဲ့တော်လေကောင်းကင်တမန်တော်တွေကသူ့ကိုကယ်တင်ပြီးတော့ရှင်တစ်တို့လည်းအားလုံးငြိမ်ပြီးတော့ရှင်တစ်ကဘာမှမလှုပ်ရှားနိုင်ပဲနဲ့ဘုရားသခင်ရဲ့ဘုန်းတော်ကိုရှင်တစ်တွင်ထဲမှာထင်ရှားစီပြီးတော့နောက်မနေ့ပြန်မိုးလင်းတဲ့အခါမှာရှင်ဘရင်ကြီးကကျွန်တော်တို့ချပစ်ထားခဲ့တော့ဒေဟီလကိုတွားကြည့်ပါဆိုပြီးတော့ခိုင်းလိုက်တဲ့အခါမှာသူတို့တွားကြည့်တယ်တွားကြည့်တဲ့အခါမှာဒေဟီလကိုအယူတော်မှကြံမယ်လို့မထင်ကြပါဘူးကိုယ့်ရဲ့အပေါင်းအသင်းတကယ်ချင်းများကတုတ်တော်လည်းပဲဒေဟီလမှာမတည်ရဘူးအရှင်လက်နဲ့ပြန်ထိုးရချင်းခါရတယ်အဲ့ဒီရည်တွင်းကြီးကနေတွင်းကြီးထဲကနေအပင်ထဲမှာပြန်ထိုးရတယ်ပြန်ထိုးတဲ့ခါမှာဘယင်ကြီးကလည်းဖယားတခင်အံ့ဘွယ်တော့ဘုံတကူတော်ကို
သူတို့နိုင်ငံမှာထင်ရှားရှိပြီးတော့ရှင်ဘုရင်ကြီးကဘာပဲပြီးထားတာလဲဒေယီလာရဲ့ဖယားဟာကူးကွယ်ထိုက်သောဖယားဖြစ်တယ်ဆိုပြီးတော့သူတို့တနိုင်ငံလုံးတတိုင်းပြည်လုံးပြောင်းလဲတဲ့အကြောင်းကိုကျွန်တော်တို့စံစာထဲမှာတစ်တည်အထောက်ထားနဲ့ကျွန်တော်တို့တွေ့ရတယ်ထိုနည်းတူစွာကျွန်တော်တို့လေ2023ခုနှစ်မှာကျွန်တော်တို့မြန်မာပြည်ကြီးလေကျွန်တော်တို့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားကျွန်တော်တို့ကိုကယ်တင်နိုင်တော်သူဘုရားနောင်တမလွန်ဘဝမှာကောင်းကင်ဆွေပြီးကောင်းကင်နိုင်ငံတော်တို့ကျွန်တော်တို့ဥဆောင်နိုင်တော်သူဘုရားကိုယုံကြည်လာပါလိမ့်မယ်လို့ကျွန်တော်ဟောပြောတော်သူအနေနဲ့လည်းကျွန်တော်ယုံကြည်ပါတယ်ပြောင်းကိုလည်းပြောင်းလဲလာမှာဖြစ်ပါတယ်တန်တရားရှိမရှိပါနဲ့အဲ့လိုတာပြောင်းလဲလာလို့ရှိရင်မြန်မာပြည်ကြီးကဘယ်လောက်လှပမှာလဲဘယ်လောက်တာယာမှာလဲအင်းဒီနာချင်းနိုင်ငံမြကလည်းကျွန်တော်တို့အမလေးမြန်မာပြည်ကြီးကိုအမလေးတထိန်ထိန်လေးရတယ်အင်မတန်မှကြည့်စရာကောင်းတယ်ဘာကြောင့်လဲဖာရှိရှင်ထာဝရဘုရားကိုသူတို့ယုံကြည်တဲ့အတွက်ကြောင့်သူတို့တိုင်းပြည်ကတူးတက်တယ်ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားပြီးတော့ဘုရားသခင်ရဲ့ကြီးစိုးတော်မင်္ဂလာတရားတော်မြတ်ကိုရရှိတဲ့အတွက်ကြောင့်ဆိုပြီးတော့မိမိတို့အင်းဒီနာချင်းများမျက်စိပွင့်လာပြီးတော့တွေ့မြင်လာမှာဖြစ်ပါတယ်ဒါဟောပြောတော်သူအနေနဲ့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ချစ်တော်တပါးမစ်ဆွေငယ်ကိုပေါင်းလို့ဒီကနေ့2023ခုနှစ်ပွင့်လာခဲ့သောနှစ်ကောင်းကိုကျွန်တော်တို့တိုင်းပြည်မှာပြဿနာပုံမျိုးများစွာနဲ့ဆုတ်ထွေးနေခဲ့တော်လေဖယားတခင်ရဲ့လက်အောက်ထဲမှာရှိတယ်ဘာကြောင့်လဲဖယားတခင်ဟာသူ့ရဲ့ဘုံတကူတော်အဖြစ်လောကကိုပြောင်းလဲစေနိုင်တယ်သူ့ရဲ့အနန္တတကူအဖြစ်တော်လကောသူ့ရဲ့တပညုတ်တော်ဉာဏ်တော်အဖြစ်တော်လကောကျွန်တော်တို့မြန်မာပြည်ကြီးကိုပြောင်းလဲစေနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလေတာသနာနဲ့တက်မှာယုံကြည်တော်သူကျွန်တော်တို့အတင်းတူတင်းသားများကိုသိရှိသဘောပေါက်ဖို့ရန်ကျွန်တော်တို့ကဝိငှတတ်ဖို့အရေးကြီးပါတယ်ဘုရားသခင်ဟာအမိတ်အချုပ်အခြာအာဏာရှိတော်သူဘုရားဖြစ်တဲ့အတွက်ကြောင့်ဒီအချုပ်အခြာအာဏာအမိတ်ရှိတော်သူဘုရားကမြန်မာပြည်ကြီးကိုသူ့လေးရတော်ထဲမှာရှိတဲ့အတွက်ကြောင့်လက်တဆုပ်ဆာမှာရှိတဲ့အတွက်ကြောင့်ဒီကနေ့ဒီချိန်ဒီခက်ဒီကာလမှာကျွန်တော်တို့ကြေတာယာခက်ကနေအခုဘာခက်ရောက်လာပြီလဲကွန်ပျူတာခက်ကနေအခုအင်တာနက်ခက်မှာအခုကျွန်တော်တို့ဖုန်းကလေးလက်တဆုပ်စားလေးမှာကျွန်တော်တို့ကမ္ဘာလောကကြီးဟာရှိပြီးပြီအခုလူချီတဲ့နေရာကိုပြောလို့ရတယ်အမေရိကန်ကိုလည်းပြောလို့ရတယ်ဂျပန်ကိုလည်းဆက်လို့ရတယ်ဂျာမနီလည်းဆက်လို့ရတယ်ကနေဒါလည်းဆက်လို့ရတယ်ဤခေတ်ကာလကြီးမှာဖယားသခင်ရဲ့ကြီးစိုးတော်ကြောင့်တီထွင်တတ်တော်လူသားများကိုအတိညာပြီးတော့သူတို့ရဲ့ကြီးစိုးကြောင့်ကျွန်တော်တို့အခုဘာရှိရတာလဲဆိုင်ကယ်လေးရှိရတယ်ဒါပီကားလေးဇေခံကားလေးရှိရတယ်မြန်မာပြည်ကြီးကတီထွင်နိုင်သလားမတီထွင်နိုင်ဘူးမဖန်တီးနိုင်ဘူးတခြားသောနိုင်ငံကိုအားကိုးပြီးတော့ဝေရွေးရခြင်းဖြစ်ပါတယ်တို့တော်လည်းပဲဖယားသခင်ကကျွန်တော်တို့မြန်မာပြည်ကြီးလေတီထွင်နိုင်တော်သူတိပ္ပပညာရှင်များကိုတနည်းကြရင်ချပြီးလာမှာဖြစ်ပါတယ်ချပြီးတဲ့အချိန်ခါရောက်လာလို့ရှိရင်မြန်မာပြည်ကြီးကတထိန်ထိန်လင်းလာပြီးတော့ပျော်စရာကောင်းတော့ဖယားသခင်ရဲ့နိုင်ငံတော်ဖြစ်လာပါလိမ့်မယ်လို့ဟောပြောတော်သူအနေနဲ့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ထာဝရဘုရားကလည်းကျွန်တော်တို့ကိုခုနကဆာလာနံပါတ်34အငယ်10ထဲမှာကျွန်တော်တို့ကိုဂရုပြုထားတာရှိပါတယ်ငါထာဝရဘုရားကောင်းမြတ်တော်မူသည့်အစွမ်းကိုမှီးဆန်း၍တည်မှတ်ကြလောတဲ့ကူတော်ကိုခူလုံတော်သူသည်မင်္ဂလာရှိတယ်တဲ့ကျွန်တော်တို့ကမ္ဘာလောကထဲမှာခူလုံဆရာကိုအကောင်းဆုံးသောနေရာဒီဘုရားသခင်ရဲ့ရင်ခွင်ထဲဖြစ်ပါတယ်ဘုရားသခင်ရဲ့ရင်ခွင်ထဲမှာကျွန်တော်တို့ခူလုံလို့ရှိရင်ဘုရားသခင်ရဲ့ကောင်းမြတ်တဲ့အကြောင်းကိုကျွန်တော်တို့မှီးဆန်းရမယ်မှီးဆန်းတယ်ဆိုတဲ့အခါမှာကောင်းတယ်မကောင်းဘူးဆိုတာဥပမာအဖြစ်တရကအနေနဲ့ကျွန်တော်ပြောပါရစေစားစရာတစ်ခုခုကျွန်တော်တို့စပွဲပေါ်မှာခင်းထားတော်သူရှိလိမ့်မယ်အဲ့ဒီစပွဲပေါ်မှာစားစရာခင်းထားပြီးတော့ကျွန်တော်တို့ကဘယ်အတိအရွက်ကိုဘယ်ပကံထက်က
စားเสียကောင်းတယ်လဲဆိုတာကျွန်တော်တို့တွားပြီးစမ်းကြည့်ပါတာလေဟိုဒီပကံထဲကဒီစားတော့ဟာကောင်းတယ်ဟိုပကံထက်ကောင်းတယ်ဆိုတာကျွန်တော်တို့သိရတယ်ဘာကြောင့်လဲကျွန်တော်တို့ကပြီးစမ်းလို့တာသိရချင်းဖြစ်ပါတယ်ထူနီတူဆိုဘုရားသခင်ကောင်းမြတ်တဲ့အကြောင်းကိုကျွန်တော်တို့ကပြီးစမ်းရမှာဘယ်လိုပြီးစမ်းရမှာလဲကျွန်တော်တို့ကသာသနာပြုတော်သူဆရာမတို့ရဲ့သူတို့ရဲ့တရားဟောတာတွေကိုကျွန်တော်တို့တွားနာထောင်ရမယ်ကျွန်တော်တို့ရဲ့မိတ်ဆွေတငယ်ချင်းများကိုဘုရားတရားပฏิတော်သူကိုကျွန်တော်တို့ကခေါ်ပြီးတော့လာနာထောင်ကြထာဝရဘုရားကောင်းမြတ်တဲ့အကြောင်းကိုလာမိစမ်းကြည့်ပါမိစမ်းကြည့်မှသာလေဘယ်လောက်ကောင်းမြတ်တယ်လဲဘယ်လောက်မုံမြတ်တယ်လဲဆိုတာသူတို့သိရှိဖို့ရအတွက်မိမိတို့မယုံကြည်တော်သူတငယ်ချင်းများဒါပြီးတော့ဆွေမျိုးများကိုခေါ်ပြီးတော့ကျွန်တော်တို့ဒီတရားတော်မြတ်ကိုဘုရားသခင်ရဲ့ဘုန်းတကူတော်အဖြစ်တန်စီတော်ဝိညာဉ်တော်အဖြစ်မှုထားတော်ဒီအသက်ရှင်တော်ဒီဓမ္မကျမ်းစာကိုသိရှိသဘောပေါက်နားလည်လို့ရှိရင်တနေ့ကျရင်ယုံကြည်ပါလိမ့်မယ်အဲ့ဒီအချိန်ခါကြမှာအိုးထာဝရဘုရားရဲ့ကောင်းမြတ်တဲ့အကြောင်းကိုအဲ့လိုလားဆိုပြီးသိရှိလာတဲ့အခါမှာအားလုံးကျွန်တော်တို့သာသနာပြုတော်သူဆရာမတို့ကျွန်တော်တို့သာသနာပြုခြင်းကိုအောင်မြင်ရမှာဖြစ်ပါတယ်မြန်မာပြည်ကြီးကိုပန်းလှလှခဲ့တော့ပွင့်လာပြီးတော့ယုံကြည်တော်သူတိုးပွားလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့ဟောခဲ့ကြရသမျှတော့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုအဖဘုရားသခင်ကကောင်းချီးမင်္ဂလာပြပါစီတက်ရောက်ပါစီဟာလေလုယာအာမင်